ကျွန်တော်ဒီနေ့မျှဝေပေးချင်တာကတော့ Ubiquiti App Router အကြောင်းလေးပဲဖြစ်ပါတယ်ပေါ့နော် Ubiquiti App Router ကိုလက်ရှိမှာလည်းဒီဗီဒီယိုနားထောင်နေတဲ့သူတွေထဲမှာလည်းတီးမိခေါင်းမိတဲ့သူတွေတကယ် expert level ဖြစ်အောင်သုံးတတ်တဲ့သူတွေလည်းဘာကောက်ပါနိုင်မယ်ပေါ့နော်ဒါပေမဲ့အဓိကကျွန်တော်မျှဝေပေးချင်တဲ့ target ထားချင်တာကတော့လက်ရှိ App Router အကြောင်းကိုလုံးဝမသိသေးတဲ့သူတွေအတွက်ကိုပဲရည်ရွယ်ပါတယ်အဲ့တော့ကျွန်တော်ကအဓိကတော့ theory အပိုင်းကိုမဟုတ်ဘဲနဲ့ဒီကလုပ်ငန်းခွင်မှာဒီက real မှာပေါ့နော် useful ဖြစ်တဲ့ configuration အပိုင်းလေးတွေပြီးတော့သူ့ architecture feature လေးကိုပဲအဓိကအသားပေးပြီးတော့ပြပြသွားမှာဖြစ်တဲ့အတွက်တကယ်လို့တဲ့သူတွေအတွက်ကိုလည်းအကျိုးရှိဖို့အတွက်ကိုလည်းကျွန်တော်ရည်ရွယ်ပါတယ်ပေါ့နော်လက်ရှိ App Router ကတော့ဘယ်ကထုတ်လဲဆိုလို့ရှိရင် App Router ကတော့ကျွန်တော်တို့ Ubiquiti ကထုတ်တာပါ Ubiquiti ထုတ်ပြီးတော့သူ့ရဲ့ OS ကတော့ SOS ဖြစ်ပါတယ်ပြီးတော့သူ့မှာတော့ Bytecode နဲ့ concept ကတော့အနည်းငယ်တူတယ်ဒါပေမဲ့အရင်တော့မတူပါဘူး configuration management အပိုင်းကြီးဆိုလို့ရှိရင် CLI ရော GUI ရောနှစ်မျိုးစလုံး support လုပ်ပါတယ် GUI ကကြတော့ basic configuration level လောက်ပဲအဆင်ပြေတာပေါ့နော်အဲ့ဒါပဲ configuration level ဆိုလို့ရှိရင်တော့ CLI နဲ့သွားမှာပဲအဆင်ပြေတယ်အဲ့တော့နောက်ထပ်လည်းဒီ real မှာ useful ဖြစ်တဲ့ command လေးတွေကိုအဓိကအသားပေးပြီးတော့ video လေးတွေလုပ်ပြီးကျွန်တော်တင်ဆက်ပေးတာကိုရှိပါတယ်အဲ့ဒါလေးတွေကြည့်နေအောင်လည်းကျွန်တော် channel လေးကို subscribe လုပ်ပေးထားရပါဘူးနော်ညကြည့်တော့ကျွန်တော်လည်းဆက်သွားလိုက်ပါမယ်ဒီကတော့ App Router ကတော့ operation system ကတော့ SOS Debian base ပေါ့နော်ဒါအဓိကလေးဒီနေ့ပဲဆိုတော့ဘာအားတာလဲဆိုလို့ရှိရင်ကျွန်တော်တို့automation ဘိုင်းကိုအဓိကအားတာတဲ့သူတွေကတော့ CLI နဲ့သွားတာတော့အကောင်းဆုံးပဲအဲ့လိုပဲလေ SOS က Debian base command site ကတော့ Cisco နဲ့လည်းအနည်းငယ်စင်တူတာလေးရရှိတယ် Microtik နဲ့လည်းစင်တူတာလေးရရှိတယ်ဒါပေမဲ့သူအားနည်းချက်အားတာချက်ကတော့အကုန်လုံးကတော့မတူကြဘူးပေါ့နော်ဒီ App Router ကိုတော့ ISP data center တွေမှာလည်းသုံးကြတယ်ပြီးတော့ enterprise network တွေမှာလည်းသုံးကြတယ်ပြီးတော့ ISP အဲ့လိုနဲ့ number လုံးမြန်တန်းတွေမှာလည်းသုံးကြတာပေါ့နော် CLI အားသာချက်ကတော့အဲ့ဒါပဲ automation ဘိုင်းကိုအဓိကတော့အားသာတဲ့သူတွေကတော့ CLI နဲ့ကများများထွန်းကြဖို့ပဲကျွန်တော်စကြလို့ရှင်ပါတယ်အဲ့တော့ App Router ရဲ့ operation system ကတော့ SOS ဖြစ်ပါတယ် Debian Linux base ဖြစ်တာပေါ့နော်အဲ့တော့ Debian Linux base ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာတွေအားသာလဲဆိုလို့ချင်း automation ဘိုင်းကိုအဓိကသွားချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့များများကလစ်လို့ရတာပေါ့နော်အဲ့တော့ management interface နေရာတော့ရှေ့မှာကျွန်တော်ပြောခဲ့ပြီးသားပြီ GUI ရော CLI ရောနှစ်မျိုးလုံး support လုပ်တယ်အဲ့အကြောင်းလေးတွေလည်းကျွန်တော်လာပါမယ်နောက်ထပ်သူ့ရဲ့ support လုပ်တဲ့ feature လေးတစ်ခုကလည်းတော်တော်မိုက်ပါတယ်အဲ့ဒါအကောင်ကတော့ hardware offloading hardware offloading ကဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင် packet တွေဝင်လာပြီဆိုရင် packet forwarding အပိုင်းကို hardware chip ကိုအဓိကထားပြီးတော့လုပ်တဲ့အတွက်ကြောင့်မို့လို့ CPU အစားတက်တာဒါပေမဲ့ GOS တို့ Develop တို့ဖွင့်ထားရင်တော့ GOS ကတော့ဘိုင်ဘက်ဖြစ်သွားတာအဲ့ကြလို့ရှိရင်တော့ CPU usage လေးနည်းနည်းစားလိုက်ပြန်ရှိမှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရှေ့နည်းနည်းလေးဆက်သွားလိုက်ပါဦးမယ်ဒီအောက်မှာရှင်းပြထားတာတော့ကျွန်တော်အပေါ်မှာရှင်းပြထားတာလည်းတော်တော်များများတော့ပါသွားပြီပေါ့ဒီမှာဆိုလို့ရှိရင် BOE management အပိုင်းလေးတွေ configuration လေးတွေကျွန်တော်ဒီ agenda လေးအတိုင်းနောက်ပိုင်းမှာ video လေးလုပ်ပြီးတော့တင်ဆက်ပေးပါဖို့ရှိပါတယ်ပြီးတော့ IP assignment study IP ပေးတာတွေ DHCP ပေးတာတွေပြီးတော့ default ပြထားတယ် protocol အနေနဲ့ပေါ့နော် routing protocol တွေသုံးတာ OSPF တို့ PGP တို့ဒါတွေ run တာတွေကိုကျွန်တော်အကုန်လုံး video လေးတွေအပိုင်းလေးလုပ်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ဒါကတော့နောက်ပိုင်းမှာလုပ်ပြမယ် video မှာပါမယ်ဒါ comment line လေးတွေကိုဒီထဲမှာကျွန်တော်နမူနာအနေနဲ့ထည့်ပေးထားတာပေါ့နော်အဲကြလို့ရှိရင်ဒါကွက်ကိုလက်ရှိမှာလည်း test တင်စမ်းဖို့လွယ်ကူတဲ့သူတွေလည်းစမ်းလို့ရအောင်ဆိုပြီးတော့အချမ်းမြင့်နဲ့ကျွန်တော် file လေးတွေပြပေးထားတာပါ NAD configuration တွေပါမယ်နောက်ပိုင်းလုပ်ပြမယ်ထဲမှာ NAD ကတော့တုံးတဲ့အတိုင်း theory ကတော့ဆို NAD destination NAD ဒါလေးကိုအဓိကထားပြီးကျွန်တော် useful ဖြစ်မဲ့ real byte တဲ့အနေနဲ့ပဲကျွန်တော်ဒေတာလေးအဓိကထားပြီးတော့ကျွန်တော်ဒေတာလေးလုပ်ပေးသွားပါမယ်နောက်တစ်ခုက GOS bandwidth shaping လောက်တာတွေ policy လောက်တာတွေအဲ့ဒါတွေကိုလည်းကျွန်တော်တင်ဆက်ပေးသွားပါမယ်ဒီ error နဲ့ပတ်သက်ပြီးတော့ဒါတော့သူက GOS လုပ်မယ်ဆိုလို့ရှိရင်သူက CLI နမူနာလေး GOS မှာနောက် GOS ကို low balance နေလည်းလုပ်လို့ရတယ်လက်ရှိ App Router မှာအဲ့ဒါလေးကိုလည်းလုပ်ပေးသွားဖို့ရှိပါသေးတယ်ဒါ hardware upload တယ်ကျွန်တော်အပေါ်မှာပြပြထားတဲ့အတိုင်းပေါ့နော်သူရဲ့ hardware upload တယ်သူရဲ့အားသာချက်ကတော့ hardware chip ကိုအဓိကထားပြီးသုံးတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ CPU usage အစားတက်တာပါတယ်အဲ့ feature လေးပါတာတော့များသောအားဖြင့်တော်တော်များများတော့ကောင်းပါတယ်အဆင်ပြေကြပါတယ်အဲ့ feature လေးလေကျွန်တော်တို့လည်းတော်တော်ကြိုက်ပါတယ်အဲ့ feature လေးကဒါ back flight တင်ပေါ့ဒါတော့ပဲကျွန်တော် configuration တင်တဲ့ backup လုပ်ပါဟုတ်တယ်ကျွန်တော်လည်းထည့်ပေးထားတာပါ configuration backup မလုပ်မီမစေးမီနော်တော့မိုးမီလောင်မယ်ပေါ့နော်ဒါချင်းမိုးမီလောင်မယ်ဆိုတော့တော့အချင်းညာအများစုလက်ရှိသိကြမှာပါဒါလက်ရှိကတော့agenda လေးတွေနောက်ပိုင်းမှာကျွန်တော် video တင်ဆက်ပေးမယ် agenda လေးတွေကိုအဓိကကျွန်တော်ရှိတဲ့ intro လုပ်ပေးတာဖြစ်ပါတယ်ဒီထဲမှာ
အဓိကသိချင်တာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိလို့ရှိရင်လည်းကျွန်တော်ကိုမှန်ပြီးခံနိုင်ပါတယ်နောက်ဆုံးစကားမဆက်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်